မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေဇန်နဝါရီလ25ရက်နေ့မှာကျွန်တော်တို့ခွန်အားယူကြရမယ့်သတင်းစကားရဲ့ခေါင်းစဉ်ကတော့အမြင့်မြတ်ဆုံးသမားတော်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ရှေးဥစွာစက္ကန့်ဆုတောင်းကြပါစို့မြတ်တော်ရှင်ဖဖျားကိုရောပြင်ဆင်ပေးတော်ဤသာတော်နေ့ရက်တည်းအတွက်ကိုရောကိုထူပဲကျေးဇူးတင်ပါတယ်ဖဖျားဤကိုရောပေးပို့သောသတင်းစကားကိုကောင်းဆုံးနားလေသဘောပေါက်နိုင်မှုအတွက်မဆတော်မူပါနားလေသည့်အတိုင်းလဲဘဝတတနဲ့အသက်ရှင်နိုင်သောဝိညာဉ်တကူပေးသနာတော်မူပါသူတို့ဘာအားလဲထိုအလင်းတယောက်ပြန်လဲဝေငှနိုင်တော်သူများဖြစ်စေတော်မူပါယေရှုခရစ်တော်ပြိုင်နာမ၌ယိုသေးစွာဆုတောင်းသနာခံပါ၏ဖာအာမင်ကျွန်တော်တို့နှလုံးသွင်းရမယ့်နှုတ်ကပတ်တော်မြတ်ကတော့ယေရမိအနာဂတ်ကြံခန်းကြီး30အငယ်19မှာတွေ့ရပါတယ်သင်၏အနာရောဂါများကိုငါပျောက်စေ၍ကျမ်းမာပဂတိဖြစ်စေမည်ခရစ်တော်ရှင်ဟာကောင်းကင်ဘုံမှာကောမြေကြီးပေါ်မှာကောတကူးကိုခံရပါတယ်ကိုတော်ဟာဆိုရင်အရာခတ်သိမ်းကိုကုစားနိုင်တဲ့တမားတော်ကြီးဖြစ်ပါတယ်ကျွန်တော်တို့ကိုခန္ဓာနဲ့စိတ်ဝိညာဉ်ယောဂဆွဲကပ်နေတဲ့အချိန်မှာကိုရော့ကိုပင့်ပြီးတော့ကုစားစေနိုင်ပါတယ်မုံတိုင်းနဲ့လှိုင်းတဘိုးတွေကိုလည်းငြိမ်သက်စေနိုင်ပါတယ်နတ်ဆိုးဆွဲတဲ့သူတွေကိုလည်းကုသပျောက်ကင်းစေနိုင်ပါတယ်ကိုတော်ဟာဆိုရင်အရာခတ်သိမ်းကိုထိန်းချုပ်နိုင်စွမ်းရှိကြောင်းကိုယ်တိုင်ပြသပေးခဲ့ပြီးပြီဖြစ်ပါတယ်မရဏနိုင်ငံနဲ့ငရဲတကားကိုဖွင့်နိုင်တဲ့တော့ကိုလည်းပိုင်ဆိုင်ထားတဲ့ဖရားဖြစ်ပါတယ်တကူတော့အစုံကိုကိုရော့ထံမှာအနံပေးထားပါတယ်ကိုရော့တိုင်းနှိမ့်ချစွာဆင်းကြွခဲ့စဉ်အချိန်ကပဲအဲ့ဒီတကူတော့ကိုခံရပြီးပြီဖြစ်ပါတယ်ကျွန်တော်တို့ဘာကြောင့်အဲ့ဒီတမားတော်ကိုစိတ်ချယုံကြည်မှုကျွန်တော်တို့မထားနိုင်ရတာလဲလေဖြတ်တဲ့သူတွေကိုပျောက်ကင်းအောင်လှုပ်ပေးနေတယ်လို့ကိုရော့ထံရောက်လာတဲ့သူတိုင်းကိုယောဂကုသပေးနေပါတယ်ကျွန်တော်တို့မှာလိုအပ်တဲ့အရာကတော့ယုံကြည်ခြင်းတစ်ခုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့အထင်းမှာယုံကြည်ခြင်းနည်းနေကြောင်းသတိပေးလိုပါတယ်ခရစ်တော်ရှိတော်ကိုယခုပဲလာဖို့ရန်အတွက်လိုအပ်ပါတယ်ကိုရောဟာဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုကုစားပေးနိုင်ကြောင်းကျွန်တော်တို့ယုံကြည်စိတ်ချဖို့ရန်အတွက်လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာဆိုရင်အင်မတန်မှနေပါလှပါတယ်ကျွန်တော်ဟာဆိုရင်ကျွန်တော်ရဲ့လူတွေကိုယုံကြည်ခြင်းအရာမှာခိုင်မာမှုရှိလာအောင်ဘယ်လိုကူညီရမလဲယုံကြည်ခြင်းကိုရရှိဖို့ရန်အတွက်လှုံ့ဆော်မှုကြဲကြဲပြန့်ပြန့်ရှိရမယ်လို့အထင်မရှိသင့်ပါဘူးဖခင်ရှင်ရဲ့စကားတော်ကိုယုံကြည်ဖို့ပဲလိုအပ်ပါတယ်လူတွေရဲ့စကားကိုယုံကြည်သလိုဖခင်ရဲ့စကားကိုယုံကြည်ဖို့ရန်အတွက်လိုအပ်ပါတယ်ကိုရောမိတ်တော်မူချက်မှာကိုရောဟာဆိုရင်မိမိနှုတ်ထွက်စကားအတိုင်းလှုပ်ဆောင်မယ်ဆိုပြီးတော့မှဂတိတော်ရှိထားပါတယ်ကိုရောရဲ့ဂတိစကားတော်မှာပဲအာကိုပါကိုရောမိတ်တော်မူသမျှကိုပြုတော်မူမှာဖြစ်တာကြောင့်ပဲဖြစ်ပါတယ်ကိုရောဟာကျွန်တော်တို့ကိုသူ့ရဲ့နှုတ်ထွက်စကားတော်အဖြစ်မိတ်တော်မူထားပါတယ်ကိုရောကတတိပေးထားသမျှအရာအားလုံးကိုကိုရောပြည့်စုံစေမှာပဲဖြစ်ပါတယ်စိုးရင်ပူပန်ခြင်းမရှိကြပါနဲ့ကိုးစားယုံကြည်ပါဖခင်ရှင်ရဲ့စကားတော်ဟာဆိုရင်တီမာပဲဖြစ်ပါတယ်ကောင်းကင်ခမဲတော်ကိုယုံကြည်စိတ်ချစွာနဲ့ဆက်လက်လှုပ်ဆောင်ပါဘယ်သူတဦးတယောက်ကမျှကိုအားကိုးလို့မရပါဘူးဖခင်ရှင်ရဲ့အမှုတော်မှာလူတိုင်းပါဝင်ဖို့ရန်အတွက်တာဝန်အနှင်းချင်းခံထားရပါတယ်အားလုံးပေါင်းစည်းလှုပ်ဆောင်ကြဖို့ရန်အတွက်ဖြစ်ပါတယ်ယုံကြည်ခြင်းချစ်ခြင်းနဲ့တာဝန်ကိုစုပေါင်းဆောင်ရွက်မယ်ဆိုရင်ကိုရောရဲ့အသင်းတော်ဟာဆိုရင်ပုံမတိုးတက်ကျယ်ပြန့်လာမှာဖြစ်ပါတယ်နေရာအနှံ့ကိုရောက်ရှိကျယ်ပြန့်သွားမှာပဲဖြစ်ပါတယ်ကားတိုင်းတော်မှာအောင်ပွဲကိုဆင်နွှဲနိုင်ကြမှာဖြစ်ပါတယ်ဒီကနေ့အတွက်ကျွန်တော်တို့ပုံမဆင်ခြင်ရမယ့်အကြောင်းအရာကတော့ကောင်းကင်ဘုံရှင်သမားတော်ကြီးကိုကျွန်တော်တို့ကိုးစားယုံကြည်မှုအပြည့်ရှိစေဖို့အတွက်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတဲ့အရာနဲ့ဘယ်အရာကကျွန်တော်တို့ကိုယေရှုရှင်ကိုကိုးစားမှုပြည့်ရွံ့စေပါတယ်လဲဆိုတဲ့အရာပဲဖြစ်ပါတယ်ဒီကနေ့အတွက်ကျွန်တော်ဆင်ခြင်ရမယ့်သတင်းစကားရဲ့အကြောင်းအရာတော့ဒီလောက်ပဲဖြစ်ပါတယ်ကြားနာတော်သူရောက်ချင်းစတိုင်းပေါ်ဖျားရှင်ကောင်းကြီးမင်္ဂလာသွန်လောင်းချပေးပါစေအာမင်